ကဲဒီလာအတွက်လာစားတော့လက်ထဲရောက်လာပြီညနေကျရင်ရောက်သေးလေးနဲ့ရှောက်လေဖို့ဘယ်လောက်ထဲသွားရင်ကောင်းမလဲဟိုလန်ထက်ကဒေါ်ဖင်ဒီဆိုင်ငါပြောသေးငါလုံးမို့အကျွေးဆက်ရအောင်ပါပဲညနေကျရင်ရောက်သေးလေးကိုဖီးချမ်းဆိုင်ခေါ်သွားရင်ကောင်းမလားတီးမွေးဆိုင်ခေါ်သွားရင်ကောင်းမလားငါပြောပါမယ်ကျွေးရင်ကောင်းမလားမသိဘူးကွာညဘာလုပ်တာလဲဟမ်သူများဖင်ဘာလုပ်တာလဲရှင်းမကြောင်တိတ်ခါဆိုမရှိဘူးလားဟမ်ရှင်းကြောင်မိပါရမဆုံးမအောင်လားသူများဖင်ကိုမကိုက်ရအောင်လို့မဆုံးမအောင်လား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 ရုပ်ကအကြောင်ကရင်းပြက်နေတယ်ရုပ်ငါပေါ်ကြမယ်လို့မင်းကပြောနေတာဆက်စလူကိုထားနေတာငါမလုပ်ချင်လို့ကြည့်နေတာမင်းဟောငါသမီးလုပ်တော့မှမဟုတ်လားဒင်းရင်တစ်ခွက်ကို900 500ပါမုန်းနဲ့ဆောင်လဲပါတိုင်းဒင်းရင်တဲ့အတန်ကြားလိုက်လားလို့ကြောက်အောင်ရောအဲ့နေအောက်ဆင်းပြီးမွယ်ပေးချင်တိုင်းမကြောက်လို့နေသူကမကြောက်လို့မကြောက်ပြောရလေကြောက်ရင်ဝယ်ပေးမှာပေါ့ခုကြောက်မှမကြောက်တော့ကြည့်ပါလားနားထောင်ကြည့်ပါလားငါခုနအသေးချာကြားလိုက်ပါတယ်တိုက်အောင်ဆင်းကြည့်စမ်းသွားဆင်းကြည့်ဦးမရပြင်းနေကျွန်တော်မပူစီကိုချစ်တယ်ဗျာခဏကိုနဲ့နိုင်အောင်ပြောင်းချော်လာမလို့နဲ့ကိုစင့်ကိုတိမပူစီရက်ဆက်တယ်ဗျာ